ကျွန်တော်ခေါ်လာတော့ကတော့ honeymoon ပေါ့ဗျာအခုတော့တောင်တက်လိုက်ကြိုးတန်းပေါ်ရှောက်လိုက်ရေထဲကိုဆင်းလိုက်ကြောက်ကမားကိုရောက်လိုက်နဲ့ကျွန်တော်တို့ adventure ကြီးပဲကျွန်တော်တို့စတိုက်ကြုံနေရတာဖြစ်ပါတယ်အခု level ကကြိုးတရားကိုရှောက်မဲ့ challenge ကိုကျွန်တော်ကိုခေါ်တဲ့အတွက်ကျွန်တော်အရင်ဆုံးရှောက်ရခြင်းဖြစ်တယ်အခုသူ့အလက်ဖြစ်ပါတယ်ဆက်လက်ရှုစားပေးကြပါဦးခင်ဗျအခုတော့သူကဒီ confidence အပြည့်နဲ့ရှောက်ပြမှာဖြစ်ပါတယ်သူကတော့ကျွန်တော်ထက်တာတယ်လို့ပြောတာပဲပေါ့နော်ကဲဆက်ကြည့်လိုက်ရအောင်ဟုတ်ပြီသူရှောက်နေတယ်အမေဟုတ်တယ်ခတိတိပါပဲလက်လေးနှစ်ဖက်ကိုတော့ဘေးမှာကြစ်ပါအောင်ဆုပ်ထားပါတယ်ဟုတ်ပြီကဲဟုတ်ပြီခြေလမ်းလေးကျဲလာပြီကျဲလာပြီဟုတ်ပြီချော်လို့ကတော့မလွယ်ဘူးနော်လုံးဝအမြင့်ဆုံးဆိုတဲ့6ကြားမှာကျွန်တော်တို့ရှောက်နေတာဖြစ်တယ်ဟုတ်ပြီသူရှောက်နေတယ်ခင်ဗျာဟုတ်ပြီခင်ဗျာအခုထိတော့သူမှန်ပါပဲကျွန်တော်တို့တန့်သွားတာမျိုးတော့မရှိသေးဘူးခင်ဗျာဟုတ်ပါပြီကဲသူတော့နီးတော့ရောက်လာပြီတဝက်လာရောက်လာရင်လေထန်လာမယ်ကျိုးတရားကြီးလှုပ်လာမယ်ပြီးတော့ဘာရှိလာလဲဆိုတော့ဒီခြေလမ်းတွေကလည်းတော်ကြီးကျဲသွားတယ်3ပေလောက်ကိုကျဲသွားတယ်အဲ့တော့တော်လှမ်းရွာတာပေါ့နော်အဲ့ဒီအချိန်မှာ balance မဖြစ်တဲ့ခါမျိုးဆိုရင်ဒီကျိုးတရားကြီးကလှုပ်သွားတာပေါ့နော်ဘေးကိုလိန်ကျင်တယ်လို့လှုပ်သွားတာပေါ့နော်သူကတော့ခက်တီနဲ့ရှောက်နေပါတယ်သူတော့လွတ်ကျွတ်တယောက်တည်းရှောက်ရတာပေါ့နော်ဒါပေမဲ့လုံးဝမတွန့်ဘူးနော်လုံးဝမတွန့်ဘူးသူ confidence အပြည့်နဲ့ကျွန်တော်ကို challenge လုပ်တာဟုတ်ပြီအလာတကယ်ပါပဲတကယ်ချီးကျူးပါတယ်ကျွန်တော်မိမကိုကျွန်တော်တကယ်ချီးကျူးပါတယ်အဲ့ဒီပိုင်းမှာတော့ကျွန်တော်သူ့ရဲ့ထဝက်တောင်မမီပါဘူးတကယ်သူအောင်မြင်တဲ့ဒီကျွန်တော်ထက်တောင်ရှောက်နိုင်သွားပါတယ်ခင်ဗျာကျွန်တော်တို့ challenge မှာသူကအယုံကြည်မှုအပြည့်နဲ့ကျွန်တော် challenge ခေါ်ထားတဲ့အတိုင်းသူအနိုင်ရရှိသွားပါတယ်ခင်ဗျာ